မင်္ဂလာပါမကျွန်တော်တို့ကအသေးတို့မြစ်တို့ရေကုန်တို့လေချောင်းတို့အသွေးကြောလုံးဥတို့စီဘူးတို့ရပါတယ်မတို့ကအမြစ်ကလေးတွေရလူကြိုက်များပါတယ်မအဓိကတော့မြစ်ပေါ့နော်ဥလေးဆိုတဲ့လူကြိုက်များဒီစီဘူးကတော့ချိုးတယ်လေးတော့ကြိုက်တယ်ချိုးလို့ကြောင်မကြိုက်ဘူးကြိုက်တဲ့လူကရမ်းကြိုက်တယ်မကြိုက်တဲ့လူကတိတ်မကြိုက်ဘူးတို့စီဘူးဆိုတာနဲ့လန့်သွားတာဒါပေမဲ့စီဘူးကစားလို့ကောင်းတယ်ဈေးတွေကဒီလိုမျိုးစီဘူးလေးအသားလေးရုံးသူလေးက1500ပါကျန်တဲ့ဟာတော့ကြိုက်တာစား200ပါမကျန်တဲ့ဘက်1500ပါဒီမှာဖွင့်လာတာ2နှစ်လောက်ကျော်သွားပြီကျွန်တော်တို့ကအလုံးမတစ်ဆိုင်ရှိရအလုံးကတော့သူကပင်ရင်းဆိုင်ပေါ့နော်အလုံးဝေပါကီလမ်းပေါ်မှာတစ်ဆိုင်စင်မလမ်းပေါ်မှာတစ်ဆိုင်ရှိရဟုတ်အခုဘက်မော်ဝီလမ်းပေါ်မှာလည်းတစ်ဆိုင်ရှိသေးတယ်အဲ့ဒါအမားတွေပေါ့ဟိုဘက်ဒီရန်ကုန်မှာတော့အိုင်နီးတစ်ပိုင်းအိုက်ဆိုင်တွေရှိရပါတော့မကွေးမျိုးပေါ်မှာတစ်ဆိုင်ရှိရကြာတန်ကြောက်ခောက်စကြောရပါတယ်ဒီဆိုင်ကတော့ကျင်းတော့ဒီကြာတန်ကြောက်ခောက်စကြောနဲ့ဒိုးထိုးပဲရတယ်ကျန်တဲ့ကုနာအလုံးဆိုင်နဲ့စင်မင်းဆိုင်ကအေးတွေပိုင်းလည်းရတယ်ဖြစ်ရဆိုတော့ဒီကြာသားရထွက်လာတဲ့ပြုတ်ရပါမှဒီကထွက်လာအနှစ်ကြီးပေါ့နော်ဆန်နယ်ကတော့ဒီသိရိတ်နယ်မှာလည်းပေးထားတာဟုတ်မှာကျွန်တော်ပထမဆုံးရောက်တော့ကျွန်တော်ဘရောက်ပဲရောက်တာဘရောက်ပဲရောက်တော့အောင်မြင်တယ်ဒုတိယရောက်တာကတပြေပင်လေးအောင်ရောက်တယ်အဲ့ချိန်မှာဆန်နယ်ပဲပေးဖို့ကျွန်တော်စဉ်းစားနေ1 BS 59ပေါ်မှာစဉ်းစားတယ်59လေး CV တိုက်ပဲသေးဈေးသွားရင်ဆန်နယ်ဘယ်လိုပေးကဆန်နယ်နယ်ပဲကြီးလိုက်ဆိုအဲ့လေနှစ်ပေလုံးကကျေးဇူးရှိပါတယ်ဆိုပြီးတော့တိရိတ်လို့ပေးလို့ရှိရင်တပြေရိတ်လို့ပေးလို့ရှိရင်ဒီကဘရောက်ပင်ရမှာပါမှာဆိုလို့ဘရောက်ပင်ရိတ်လို့ပေးလို့ရှိရင်ဒီကတပြေရမှာပါဆိုလို့အကောင်လုံးပေါင်ဆိုတိရိတ်ဆိုပြလိုက်တာအဲ့လိုမျိုးလေးအခုဒါကြောင့်ခေမြောဖြစ်သွားတယ်တိမင်းတွေအားလုံးကိုစားပြီးတိရိတ်ဆိုပြရတာဆန်းတယ်တိရိတ်ကနောက်ပြီးအေးချမ်းတယ်လေအချိန်ကတော့ကျွန်တော်တို့ကဒီလိုလာတဲ့ရက်တွေဆိုတော့ရောင်းကောင်းတာပေါ့နော်ကျန်တဲ့ရက်တွေကတော့ပုံမှန်အေးဆေးပါပဲမှာပြီးခဲ့တဲ့ကသတင်းကျွတ်လိုက်ပြီးတဲ့တော့ဆရာသွားကြော်လိုက်တည်းရဲ့အခုဆရာပဲကျွန်တော်လည်းတက်သိမ့်မကွာဘူးညောင်ခဲ့တယ်ကျွန်တော်2019လောက်ကတင်ပေးရနှစ်တိုင်းကတော့ဖြစ်ပါတယ်စားရတော့ကျွန်တော်ဒီကောင်ရောင်းတော့တရားဥ3ချောင်းနောက်ပိုင်း1050နောက်ပိုင်း1100အဆင့်တွေအများကြီးဖြတ်တယ်နောက်ပိုင်း1150အခု200ဖြစ်သွားတာပေါ့ဟုတ်အလုံးဆိုင်နဲ့စင်မင်းဆိုင်ကတော့သူတို့က12နာရီဆိုဖွင့်တယ်9နာရီကျော်လောက်ဆိုတကုံသားပြုနေပေါ့နော်အခါကျတော့7နာရီရောင်းဝဲအေးရနေဆို7နာရီခွဲလောက်ထိသွားတယ်ရောင်းဝဲကောင်းတဲ့နေဆိုကလာသားရက်နေဆိုလို့ရှိရင်9နာရီကျော်လောက်ဆိုကုန်တယ်မှာဒီဆိုင်ကတော့ကြီးမနဲ့ညာသေးရဆိုင်3နာရီမှဖွင့်တာ3နာရီကစောက်ဖွင့်ပြီးတော့သူကတော့9နာရီခွဲ7နာရီလောက်ထိရှိပါတယ်မှာဟုတ်ကဲ့တလားမှာကျွန်တော်2ရက်ပိတ်ပါတယ်အဲ့2ရက်ကလည်းဒီလိုခါကြီးရကြီးဒဇာမွန်လာပြီးသေးတော့ဒင်းညွတ်လာပြီးဆိုပို့ပြီးဦးစားပေးပိတ်ဖြစ်တယ်ဝါစုလာပြီးကစုံလာပြီးလို့ဆိုမှားစားလို့ရပါတယ်ကျွန်တော်ဒီခုံကြီးနဲ့လည်းမှားလို့ရတယ်ဘူးလေးနဲ့လည်းမှားလို့ရတယ်ကျွန်တော် Happy New Year တို့အဲ့လိုမျိုးကိုမွေးနေ့လေးအော်ဒါဖိုင်ဆိုဒီခုံကြီးနဲ့လည်းလိုက်ပြီးတယ်ခုံကြီးနဲ့အပြက်လိုက်ပြီးကျွန်တော်တို့ကအချို့ဧည့်သည်တွေကတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဘိုးကတော့ KPO နဲ့ရှင်းလိုက်တယ် KPO နဲ့ရှင်းတက်စီသမားကတော့တင်ပေးလိုက်တယ်ဟိုရောက်မှသူတို့ရှင်းအဲ့လိုလည်းရတယ်ဖုန်းနံပါတ်ကလေးကြီးဖုန်းဆက်ပြီးလှမ်းမှာလို့ရတယ်မှားထားရတဲ့ဖုန်းနံပါတ်ကတစ်လုံးက4533939ပါအဲ့ဒါကအလုံးဆိုင်ပါစင်မင်းဆိုင်မှာသားချင်း950 990 419ပါဒီချင်းမနဲ့ညာသေးမှာသားချင်းတော့441 443 633ပါကျွန်တော်ထိုင်လိမ့်စားတော့ချင်းမနဲ့ညာသေးကျောင်းကြီးလမ်းကျွန်တော်တို့ဖျားကြီးရှိပါတယ်ဖျားကြီးရှိတဲ့ရဆိုင်ပါဆိုင်တယ်မြတ်တည့်ရိပ်ပါခင်ဗျဘယ်လိုလေးဆိုင်ဖျားလေးရှိခိုးလို့ရပါတယ်